အားလုံးမင်္ဂလာပါချို့ကျွန်တော်တို့ကျွန်တော်ဒီနေ့ကတော့ main ပြတ်နေတယ်ဒါပေမဲ့ main ပြတ်ရင်လည်းပြတ်ပါစေကိုယ့်အလုပ်ကတော့အပြတ်မခံနိုင်ဘူးကျွန်တော်တို့ဒီရာသလောင်းလင်းနဲ့ပေါ့နော် lighting လေးတော့နေပါတယ်ဒါပေမဲ့ဒါဒီနေ့မှာတော့တင်းချင်းခံပြီးတော့ကြည့်ရှုအားပေးကြပါကျွန်တော်ဒီနေ့ဗာပြောချင်တာလဲဆိုတော့ကျွန်တော်ရဲ့နောက်မှာမြင်ရတဲ့ဒါကျွန်တော်တို့ရဲ့ product တွေပေါ့နော်ကျွန်တော်တို့ရဲ့ product ပြောမယ်ဆိုရင်ဟိုဒီ Yaco စေကျွန်တော်ရဲ့ brand လေးတွေပေါ့နော်ဒါလေးတွေကကျွန်တော်ရဲ့ design တွေအညာသားပြီးတော့နောက်ကျွန်တော်တို့ကဒါဒီလိုမျိုးဆက်လိုက်ပေါ့နော်အဲ့ကြီးရမယ်စင်ပြေရမယ်6ပြေရမယ်အကုန်လုံးကျွန်တော်တို့ကအတွင်းကအိပ်ပါတွေပါတယ်6ပြေတခုတော့မပါဘူးเนาะအတွင်းကအစင်ပြေတို့အိပ်ကြီးတို့အတွင်းကအိပ်ပါတွေပါပါတယ်ပေါင်တွေလည်းအကုန်လုံးကျွန်တော်တို့ဒီပြောမယ်ဆိုရင်သူ့ပေါင်နဲ့သူပေါ့เนาะဝိတ်ချိန်ပြီးသားဖြစ်ပါတယ်အားလုံးလေးအဲ့ဒီလိုမျိုးလေးတွေနဲ့ကျွန်တော်တို့1 set ရှိပါမယ်အခုဆိုအကျန်းထဲမှာဆိုရင်တော့ကျွန်တော်တို့ဒီရက်90ပြီးတော့နောက်ကျွန်တော်တို့အသေးအဟောင်းပေါ့နော်အညာသားအသေးအဟောင်းအခုချိန်ကျတော့မသိမဟောင်းလို့ပြောလို့ရပါတယ်နောက်ဇီယာရှိတယ်ပေါ့အကျန်းထဲမှာဆိုနောက်ဆင်းသွေဂျီလန်ဘန်ခေါ်ဆင်းသွေရှိမယ်ကျွန်တော်တို့ရဲ့တစိတ်တွေပေါ့နော်ကာလာတွေကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီနေ့မိတ်ဆက်ပေးမှာတော့ကျွန်တော်ဒီရက်90အညာသားရဲ့အပွားခရမ်းအောင်လဲရတော့အညာသားပါကျွန်တော်ရဲ့ဒီနောက်ကတော့ဂျာရက်90ပေါ့နော်အဲ့ဒါဒီအတိုင်းပဲကျွန်တော်တို့အမြဲတမ်းရရှိမှာဖြစ်ပါတယ်ဒီ brand နဲ့ပဲကျွန်တော်တို့တော့မှာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီနှမျိုးပေါ့နော်နောက်ကျွန်တော်တို့စိန်သစင်ဆန်ပွင့်အောင်ကဒီလိုဟို design တွေကနောက်ထပ်ဘယ်လိုမျိုးတွေရလဲဆိုတော့ဇီယာပါနော်ဇီယာအမအဲ့လိုမျိုးအနည်းဆုံးတော့ဇီယာပါနော်ဈေးအနည်းဆုံးဇီယာရမယ်ပြီးတော့ဂျီလန်ဘက်ခေါ်ဆင်းတွေပေါ့နော်ထမင်းပြောတာမပြောမမအဲ့မျိုးလေးတွေအဲ့ဒါလေးလဲကျွန်တော်တို့ဒီဇီယာကိုကျွန်တော်တို့အစိမ်းရောင်အိမ်နဲ့အစိမ်းရောင်ကာလာနဲ့တောထားတယ်ဂျီလန်ဘက်ခေါ်ဆင်းတွေကိုကြတော့ကျွန်တော်တို့ကလိမ်မော်ရောင်နဲ့တောတယ်နောက်ကျွန်တော်တို့သူ့အပေါ်မှာဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့ဒီတခြားကျွန်တော်တို့ဒုက္ခလေးတွေကိုကျွန်တော်ပန်းရောင်လေးနဲ့တောထားတယ်နောက်သူ့ရဲ့အပေါ်ကဆိုရင်တော့ကျွန်တော်တို့အချမ်းထဲမှာဆိုတော့တိတ်မရှိတော့ဘူးနောက်အရှော့ထဲမှာဆိုရင်ပေါ်ဆန်းလက်အနေရောက်သွားတယ်ပြီးတော့ကျွန်တော်တို့ဒီပေါ်ဆန်းမွထူးထူးရှယ်ပြီးတော့ကြားပြန်ကျွန်တော်တို့ရဲ့ဒီလိုမျိုး1 set စီပေါ့နော်ဒီလိုမျိုးအကုန်လုံးရရှိနိုင်တဲ့သူ့တစိမ့်နဲ့သူ့ဆန်သားလေးတွေပုံမှန်လေးဖြစ်အောင်အတွက်ပေါ့နော်ပြီးတော့နောက်ကျွန်တော်တို့ဗာလဲအီယာရွှေဘိုးပြီးတော့ရွှေဘိုးမှာဆို3မျိုးပေါ့နော်အဲ့ဒီလိုမျိုးလေးတွေကကျွန်တော်တို့အမြဲတမ်းနော်ရှိကိုရှိမတွေရေရှည်နော်ပုံမှန်အတိုင်းဒီတစိမ့်ဒီလိုပုံစံအတိုင်းပဲရှိကိုရှိမတို့ရောင်းချင်တယ်ဆိုရင်တော့ကျွန်တော်တို့တကယ် quality ကောင်းတဲ့အရေးသွေးဆန်ရည်သွေးတွေကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်